So my question is like, what is your most favorite restaurant around here? Favorite restaurant is called Ringer Hut. It's a ramen, Japanese like authentic restaurant. So what is your menu? So my favorite menu is called, I'm not sure its name, but it's like spicy miso ramen. Ringer Hut တော့ရောက်ပြီပေါ့နော် Miso ramen ဆိုတဲ့ဟာလေးဘတ်160တဲ့ဘဲဥတစ်လုံးပါတယ်ဒါကတော့မှုလို့ခေါ်လာမသိဘူးပေါ့နော်အသားပြားတပြားပဲပါတယ်နည်းနည်းလေးတော့ကြီးရပေါ့နော်ပြောင်းမှုလေးပါတယ်Ramen စားနေကြလူအတွက်ဆိုရင်တော့ကြိုက်ကောင်းကြိုက်နိုင်မယ်ကျွန်တော် Ramen စားတစ်ခါလေးမှစားရပါတော့ဒါပေမဲ့ဒီဇိုင်းလေးကတော့ကောင်းလို့မှတ်ထားလိုက်မယ် Ringer Hut Ramen စားခြင်းနဲ့ဆိုရင်ဒီဇိုင်းလေးလာစားမယ် rating ပေးမယ်ဆိုရင်7.5 လောက်တော့ပေး okay